အရန်လွယ်ကူတဲ့မန်လေးဘက်ကကြော်လုံးလေးတူပြမယ်ပေါ့နော်အခုဒီကိုရတစ်စိတ်ပါတော့ဒါလေးသုံးမယ်ဒါလေးကိုအရင်ရေနဲ့ဆေးမယ်ဆေးပြီးပြီဆိုလို့ရှိရင်စိတ်မယ်တချို့လည်းရေမဆေးဘဲနဲ့သုံးတာတွေတွေ့ဘူးတယ်ဒါပေမဲ့ကိုကတော့ခလေးလဲစားလို့ရအောင်ဆိုပြီးတော့လုံးမှာဖြစ်တဲ့အတွက်တော့ရေလေးဆေးလိုက်တယ်ပေါ့နော်အခုဒါကြိတ်ထားတာတွေရပြီပေါ့နော်ခုနကပြောသလိုပဲတချို့ကရေမဆေးဘဲနဲ့လည်းချက်ချင်းတန်းပြီးတော့ကြိတ်ကြရရှိရဲဒါကတော့ခလေးလဲစားမှမို့လို့ဆေးလိုက်ရတယ်ပေါ့နော်အဲ့တော့ပါဝင်တဲ့ပစ္စည်းလေးတွေကကြတော့ပထမဆုံးဒီမှာစံမှုန့်ပြီးရင်ကောင်းရင်းမှုန့်ကိုပို့ပြီးတော့ထည့်မယ်ပေါ့နော်စားလို့မယ်နောက်ပြီးရင်ဇင်းမှုန့်လို့မယ်ဒီကောင်းရင်းမှုန့်ကိုဒီမှာအောင်စုံလေးနဲ့အဲ့လိုမျိုးတစ်စုံစံမုံကကြတော့ဒီဇုံရဲ့3ပုံ2ပုံလောက်ကိုပဲထည့်တယ်ထည့်မယ်စားတော့ခလေးလေးစားမှဖြစ်တဲ့အတွက်နည်းနည်းပဲထည့်မယ်ပေါ့နော်ပြီးဂျင်းမုံကိုတော့နည်းနည်းလေးများလေးပို့ထည့်ပေါ့နော်ခုနကစားဆိုလို့ရှိရင်ဒီဂျင်းမုံထက်တစ်ဝက်လောက်ပဲရှိတဲ့အမောင်ကိုထည့်လိုက်တာဂျင်းကိုတော့နည်းနည်းများထည့်လိုက်တယ်ဆိုလို့ရှိရင်အခုဒါရှေ့ရောမယ်ပေါ့နော်တကယ်လို့ရှာလကာယူရှိရဆိုလို့ရှိရင်လည်းထည့်လို့ရတယ်ဒီအဖုံးလေးအဲ့အဖုံးအပြည့်လောက်လေးပဲထည့်ပါနည်းနည်းလေးပဲထည့်ပါရခဲ့အေးရေရကြတော့1.5 ounce ပဲထည့်မှာပေါ့နော်။1.5 ounce ။ဟုတ်တယ်။ဟမ်ဟေးဘာအဲ့လိုလေးထုရိုက်ပေးဘူးကောင်းလားဟာ။ဒီပါပဲကိုများထည့်ပြီးတော့ကျန်တဲ့ဆန်မုံတို့ခေါင်းကြီးမုံတွေကိုရှော့ထည့်ထားတာဖြစ်တဲ့အတွက်ပဲရတာချိုချိုလေးကိုပို့ပြီးရတယ်ပေါ့နော်ပြီး